လုံးပဲမင်္ဂလာပါ Avery TV နဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာ Avery ကချူချူအီလေးနဲ့ရမ်းစားလို့ကောင်းတဲ့ coffee ကြောက်ကြောအချိုခွဲလေးကိုလုပ်ပြမှာဖြစ်လို့ဗီဒီယိုဆုံးထိကြည့်ပေးကြပါအောင်နော်ပါဝင်ပစ္စည်းအနေနဲ့ကြတော့ကြောက်ကြောမှုပါမယ် coffee မှုပါမယ်တကြားပါမယ်နှုတ်မှုပါပါမယ်အီလေးနဲ့ရမ်းစားလို့ကောင်းတာမို့လို့လိုက်လို့စားကြည့်ပါဦးနော်ကြောက်ကြောမုတ်စဝဲတွေဇွန်းတဝက်တစုံနဲ့တဝက်ကထည့်ပါမယ်ကော်ဖီအချမ်းမုတ်စဝဲတွေဇွန်းတစုံခန့်ထည့်ပါမယ်ကော်ဖီချရင်ဘူးထည့်လို့ရပါတယ်နှုတ်မုတ်တစုံထည့်ပါမယ်ပြီးတခြားစဝဲတင်စုံဇွန်းတစ်ဝက်ထည့်ပါမယ်ရေဖန်ခွက်နဲ့နှစ်ခွက်ထည့်ပြီးတော့အကုန်သမအောင်မှွေပေးပါမယ်မီအေးလေးနဲ့တဲပါမယ်10မိနစ်15မိနစ်လောက်ဆိုရင်တော့ရပါပြီတဲနေတဲ့ကာလအတွင်းမှာတေချာလေးမှွေပေးရပါမယ်ဒီနေထားလေးရပြီဆိုရင်တော့ပုံစံခွက်ပေါ့နော်ကို3မှတ်ခွက်ထဲကိုစကားလေးနဲ့စစ်ထည့်ပါမယ်ပြီးရင်တော့ရေခဲတက်တာတွေမှာ1နာရီလောက်အေးခံပါမယ်ရေခဲတက်တာတွေမှာမထားဘူးအပြင်မှာထားမယ်ဆိုရင်တော့2နာရီလောက်တော့ထားပြီနော်1နာရီအေးခံထားပြီးတော့ဒီ coffee ကြောက်ကြော်လေးကအစားလို့ရနေပါပြီနော်ဤတုံတုံလေးနဲ့အရင်စားလို့ကောင်းတာမို့လို့လိုက်လို့စားကြည့်ပါဦးဗီဒီယိုဆုံးထိကြည့်ရတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုအသစ်တွေမှာပြန်ဆုံကြမယ်နော်